အဲ့ရတင်လဲထားရင်ပုံပြီးမြင်ရပြောတာတတိထားကြတာအလုပ်တစ်ပင်မလာလို့အိမ်ပြောင်းတဲ့ခါမျိုးမှာအဲ့ရခင်းရတင်လေးအနံလေးကတင်းတင်းလေးဆိုရင်စိတ်ကိုအပန်းပြေသွားပြီးပို့ပြီးအိပ်ပြီးချင်ကြရမလားဒါကစိတ်ထင်သက်သက်မဟုတ်ပါဘူးနော်စစ်တမ်းနေရလဲအဲ့ရတင်လေးတွေတန်ရှင်းတရက်နေရဲ့အဲ့ရခင်းလေးပေါ်မှာအိပ်တဲ့အခါပုံမှန်ထက်42မိနစ်ပို့ပြီးနိမ့်နိမ့်ချိုက်ချိုက်အိပ်တော်စီပါတယ်နော်ဘာလို့လဲဆိုတော့တန်ရှင်းတက်ရက်နေတဲ့ပတ်ဝန်းကျင်ကကျမတို့အုံနောက်ကိုအိတ်လို့ရပြီဆိုပြီးစိတ်ကနေပေးလိုက်လို့ပါဒါကြောင့်စိတ်ဖိစီးမှုတွေများလာတဲ့အခါကိုဂရုစိုက်တဲ့အနေနဲ့အိတ်ရာလေးကိုကောင်းကောင်းမွန်မွန်ပြင်ဆင်ပြီးအိတ်ဆက်ကြည့်ဖို့အကြံပြုချင်ပါတယ်နော်ကဲအိမ်မရတဲ့ညတွေမှာအခုပြောပြခဲ့သလိုကောင်းမွန်တဲ့အလေးအကျင့်လေးတွေနဲ့အတူဟော်ရီကမလက်ခရုံကိုအိတ်ရမဝင်ရင်နာရွက်အလုံးမှာကြိုတင်တောက်တော့ပြီးမယ်ဆိုရင်တော့ညဘက်တည်းကပို့ပြီးပြေဆုံးသွားမှာအသေးကြပါပဲနော်အားလုံးနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ဘိုင်ဘိုင်